တီဘောမင်းဘာကြောင့်နန်းကြခဲ့တာလဲမြန်မာနိုင်ငံရဲ့နောက်ဆုံးဘုရင်တီဘောမင်းသူ့နန်းတော်ကြီးသူ့အာဏာကြီးတဏီတဲနဲ့ပျောက်ကွယ်သွားခဲ့တယ်ဘာကြောင့်လဲဘာဖြစ်လို့မြန်မာဘုရင်တော်နန်းကြသွားရတာလဲတီဘောမင်းဟာ1888ခုနှစ်မှာနန်းတက်ခဲ့တဲ့မြန်မာနိုင်ငံရဲ့နောက်ဆုံးဘုရင်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာတော့မြန်မာနိုင်ငံဟာအင်အားကြီးနိုင်ငံတွေကြားမှာဖိအားခံနေရတဲ့အချိန်ပါအထူးသဖြင့် British ကမြန်မာနိုင်ငံကိုထိန်းချုပ်ချင်နေပြီးကုန်သွယ်ရေးနဲ့အာဏာပိုင်းမှာလက်ဝင်ချင်နေပါတယ်တီဘောမင်းအစိုးရဟာပြင်သစ်နဲ့ပူးပေါင်းဖို့ကြိုးစားခဲ့ပါတယ်ဒါကြောင့် British ကတန်တရားတွေဖြစ်လာပြီးမြန်မာနိုင်ငံကိုထိန်းချုပ်ဖို့အခွင့်အရေးရှာနေခဲ့ပါတယ်နောက်ပြီးအတွင်းရေးအရေးကြီးတစ်ခုလေးရှိပါတယ်နန်းတော်အတွင်းမှာအာဏာတိုက်ပွဲတွေမင်းမျိုးမင်းနွယ်တွေကိုတပ်ဖြတ်ခဲ့တာတွေကြောင့်နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်လာခဲ့ပါတယ်1885ခုနှစ်မှာတော့တတိယအင်္ဂလိပ်မြန်မာစစ်ပွဲစတင်ခဲ့ပါတယ် British စစ်တပ်တွေဟာမြန်မာနိုင်ငံကိုအမြန်ဆုံးတိုက်ခိုက်ပြီးမနားမနေနဲ့နန်းတော်ကိုရောက်လာခဲ့ပါတယ်စစ်ပွဲဟာအချိန်တိုအတွင်းမှာပဲပြီးဆုံးသွားပြီးမြန်မာဘက်ကခုခံနိုင်ခြင်းမရှိခဲ့ပါဘူးနောက်ဆုံးမှာတော့တီဘုံမင်းကိုနန်းချခိုင်းပြီးသူ့နဲ့မိသားစုကိုဖမ်းဆီးခဲ့ပါတယ်ပြီးတော့အိန္ဒိယနိုင်ငံတွေကရတနာဂီရီကိုနေရာပြောင်းပို့ခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးမြန်မာနိုင်ငံရဲ့ဘုရင်စနစ်အဆုံးသတ်သွားခဲ့ပါတယ်တီဘုံမင်းနန်းချခိုင်းရတာဟာတခုတည်းသောအကြောင်းမဟုတ်ပါဘူးအပြင်ဘက်ကအင်အားကြီးနိုင်ငံဖိအားအတွင်းရေးမတည်ငြိမ်မှုနဲ့နိုင်ငံရေးဆုံးဖြတ်ချက်တွေစုပေါင်းပြီးဖြစ်ပေါ်လာတာပါဒီလိုအဖြစ်တွေကတမိုင်းကိုပြောင်းလဲသွားစေခဲ့ပါတယ်ဒီလို history content တွေကိုကြိုက်ရင် follow လုပ်ထားပါ